အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးကတော့ဒီနေ့ညမှာရှင်းမယ်ကစားမယ်ကျွန်တော်ဒီ Premier League ပွဲစဉ်၄ပွဲရှိရပါတော့အဲ့ဒီပွဲစဉ်၄ပွဲလေးကိုကျွန်တော်ပွဲချုပ်၃တစ်ချက်လေးနဲ့ကျွန်တော်ရဲ့အကြိုက်လေးရွေးမှာဖြစ်ပါတယ်ပထမဆုံးဒီနေ့ည6နာရီမှာရှင်းမယ်ကစားမယ် Aston Villa အသင်းနဲ့ Fulham အသင်းတို့ရဲ့ပွဲစဉ်ပေါ့ဒီပွဲစဉ်မှာတော့နှစ်သင်းလုံးကတော့သူတို့ရဲ့မျှော်လင့်ချက်ကိုစီအတွက်ကျွန်တော်ရှင်းမယ်ကစားရမယ် Villa ကတော့လာမယ့်ရာသီမှာကျွန်တော်တို့ Champions League ရောChampions League ဝင်ခွင့်မရအောင်ဆိုတော့အနည်းဆုံးကျွန်တော်တို့ Europa League တို့လောက်ဝင်ခွင့်ရအောင်ပေါ့နော်ရှင်မြန်ကစားမယ်ဥရောပဝင်ခွင့်အတွက်စူးစမ်းပြီးရှင်မြန်ကစားမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်နောက်တက်ဖူဟန်ကလည်းဒီပွဲစဉ်ကပြောရမယ်ဆိုရင်သူတို့ဒီအထက်အောက်ရက်တည်နေတဲ့အနေအထားမှာ Aston Villa နဲ့တော့သူတို့ရဲ့အမတ်ကွာဟာချက်ကနည်းနည်းလေးတော့ကြီးမားနေတယ်နှစ်ပွဲစာလောက်ရှိတယ်ဒါပေမဲ့လည်းဒီပွဲစဉ်မှာဒါအကယ်သူတို့အနေနဲ့နိုင်ခဲ့လိုက်မယ်ဆိုရင် Aston Villa နဲ့သူတို့နဲ့ဂျာကွာဟာချက်က3မှတ်လောက်ပဲရှိရမယ်ဆိုတဲ့အနေအထားမှာဖူဟန်ဒီလည်းလာမယ့်ရာသီဥရောပဝင်ခွင့်ပေါ့ Conference League ပဲဖြစ်ဖြစ်ဒါမှမဟုတ် Europa League လောက်ပဲဖြစ်ဖြစ်ဝင်နေတယ်ဆိုရင်တော့အနည်းဆုံး Conference League လောက်ဝင်နေတယ်ဆိုတော့ဒီပွဲစဉ်ကနိုင်မှုအတွက်လိုအပ်တဲ့ပွဲစဉ်ပြအဲ့တော့နှစ်သိန်းတော့မျှော်လင့်ချက်ကိုစီဥရောပဝင်ဝင်မျှော်လင့်ချက်ကိုစီအတွက်တိုက်ပွဲဝင်ရမယ်အနေအထားမှာတော့ Aston Villa အသင်းကတော့အိမ်ကွင်းမှာဘယ်လိုအနေအထားမျိုးလေးရှိမလဲပေါ့နော်အဲ့ဒီပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်နောက်ဆုံးကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်ဒီ Champions League ကနေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာတော့ Aston Villa ရဲ့ခြေစွမ်းပိုင်းကကျွန်တော်တို့ PSG နဲ့ဒုတိယကျော်ပွဲစဉ်မှာမစိုးခဲ့ဘူးဆိုပေမဲ့လည်းကျွန်တော်တို့ဒီ Premier League ပွဲစဉ်တွေမှာတော့ Man City ကိုကျွန်တော်ရှုံးနေခဲ့တဲ့ပွဲစဉ်ကတော့သူတို့အတွက်နည်းနည်းလေးအထိနာတဲ့ပွဲစဉ်ဖြစ်သွားရပြန်နော်90+3မှာပေးလိုက်ရတဲ့ဂိုးတစ်ဂိုးကသူတို့အတွက်အများကြီးမျှော်လင့်ချက်တွေကျွန်တော်တို့ဆုံးရှုံးစေခဲ့တယ်။နောက်ဒီချိန်တွေ့ဆုံခဲ့တဲ့ဖူဟန်နဲ့ဒီအိမ်ဝင်းပွဲစဉ်မှာဘယ်လိုတွေများထွက်လာမလဲပေါ့။အကြေးရကြည့်ရမယ်ဆိုတော့ကျွန်တော်ဒီ Aston Villa အနေနဲ့ level ရှုံးတော့ပေးထားရဆိုတဲ့အနေအထားမှာတော့နည်းနည်းလေးတော့နိုင်မှုအတွက်များခတ်မလားပေါ့နော်။ကိုပေါင်းကြီးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့သုံးလုံးသွင်းရင်ကျွန်တော်တို့50လောက်နိုင်မယ်ဆိုတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်3+50လောက်ပေါ့3+50လောက်တွေ့ရတယ်ဆိုတဲ့အနေအထားရတော့ကိုပေါင်းစေးရတော့ကျွန်တော်ဒီပွဲစဉ်အနည်းဆုံး2ဂိုးလောက်တော့တွင်းနိုင်တယ်ဖူဟန်လည်း1ဂိုးလောက်တော့ရမယ်ဆိုတဲ့အနေအထားလေးကိုကျွန်တော်ပြန်ပြီးတွေ့ရတယ်ဗျအဲ့တော့ဒီပွဲစဉ်ကကျွန်တော်ကတော့ Ancient Aston Villa တဲ့ဆိုင်တော့အဲ့တဲ့ဖူဟန်ပို့ Ancient Aston Villa တဲ့ဆိုင်တော့ကျွန်တော်ဒီအဝေးကမှလာလို့ရှိရင်ကစားမယ်အဲ့တဲ့ဖူဟန်ပို့ပြီးတော့ body ဆိုရင်ကြိုက်တွေ့မိတယ်ကိုပေါင်းအနေနဲ့တော့နှစ်သိန်းပေါင်းတွင်းကို3ဂိုးလောက်တော့အနည်းဆုံးတွေ့ရမယ်ပွဲစဉ်တစ်ပွဲဥပမာဖူဟန်သိနိုင်ခဲ့မယ်ဆို2-1ပေါ့အကယ် Aston Villa သိနိုင်ခဲ့တယ်ဆိုတော့2-1ဆိုတဲ့အနေထားလောက်ပေါ့နော်အဲ့တော့ Aston Villa ထက်ဆိုင်တော့ဖူဟန် body နဲ့ကျွန်တော်ဒီကိုပေါင်းပေါ်တော့ပို့ပြီးတော့အဆင်ပြေမဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ထင်မိပါရဲ့ဗျနောက်ထပ်ပွဲစဉ်တစ်ပွဲသွားမယ်ဗျာနော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်ဒီခု Villa နဲ့ Fulham နဲ့6နိုင်ပေါ့နော်နောက်ထပ်ပွဲစဉ်2ပွဲရှိတယ်အဲ့ဒီဟိုမှာကျွန်တော်တို့8နိုင်ပွဲမှာ Premier League က2ပွဲလုံးကတော့အရင်ကြီးတော့ကျွန်တော်ဒီစိတ်ဝင်စားကြရတော့မကောင်းတော့ပထမဆုံးတစ်ပွဲ Everton နဲ့ Aston နဲ့နှစ်သိန်းလုံးတော့ဘာမှမျှော်လင့်ချက်ကိုစီမရှိတော့ Aston ကလည်းတန်းဆင်းပြီးသွားပြီ Everton ကလည်းကျွန်တော်တို့တန်းဆင်းဆောင်လွတ်ပြီးသွားတော့ဇာတ်ကျွန်တော်ဒီအောက်ပိုင်းနားကနေပေါ့နော်ကျွန်တော်လဲလက်ပိုင်းနားတက်ဖို့အတွက်ပဲကစားနေရတဲ့အပြင်ပြီးတော့ David Moyes လက်ထက်မှာတော့ Everton ကတော်တော်လေးကိုကောင်းနေတယ်မာကျော်တယ်ကစားပုံအဆင်ပြေလာတွေ့ရတယ်အိမ်ဝင်းပွဲစဉ်လည်းဖြစ်နေတာရယ်ပြီးတော့ Everton လက်ရှိခြေစမ်းပိုင်းရတော့ Everton ကိုညင်းစရာမရှိဘူးလက်ရှိပေးထားတဲ့ JA ရဆိုရင်လည်း Everton အနေနဲ့ပို့ပြီးတော့ကျွန်တော်ဒီပြင်းထန်တဲ့ J တစ်ခုကိုကျွန်တော်တွေ့ခဲ့ရတယ်နော်ကျွန်တော်ဒီ1တလုံးသွင်းရင်တော့ကျွန်တော်တို့နည်းနည်း 1D နီးပါပေါ့နော် 1D နီးပါလောက်ပဲပေးထားနေတာမှာ Everton အနေနဲ့နိုင်မှုတော့ရာနှုန်းတော်လေးများမယ်ကိုပေါင်းအနေနဲ့ကလည်းဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့ Everton အသင်းနဲ့ကျွန်တော်ဒီကိုပေါင်းအပေါ်ပို့ပြီးတော့ကျန်းနေတတ်မိတယ်ပြီးတော့ Ipswich Town ရဲ့ကျွန်တော်ဒီလက်ရှိကစားနေနောက်ပိုင်းပွဲစဉ်တွေရတယ်သူဒီတက်ဆင်းဆောင်ကနေကျွန်တော်ရုံးမထွက်နိုင်တော့တဲ့အချိန်မှာလည်းသူဒီလေဂုံသိခါအတိုင်းအရာကစားနေဆိုပေမဲ့လည်းသူနဲ့ခန်းစစ်ကစားပုံကအဲ့လိုအကောင်းမဟုတ်ဘူးလို့တိုက်စစ်ပိုင်းစွမ်းဆောင်ရင်လည်းအရင်တိတ်ပြီးအားစရာမရှိကြအောင်ကျွန်တော်အနည်းဆုံး Everton တော့ဒီပွဲစဉ်မှာ2ဂိုးလောက်တော့သူတို့ဘက်ကနေသွင်းမှုတွေရှိတယ်အကေ Ipswich Town ဘက်ကလည်းသွင်းမှုတစ်ဂိုးလောက်ပြန်ရှာနိုင်မယ်ဆိုတော့အနည်းဆုံး2-1လောက်ဆိုရရလက်မျိုးဖြစ်ပြီးတော့ Cameron 3-1ဒါမှမဟုတ်3-0ဆိုရရလက်လောက်လည်းဖြစ်သွားနိုင်တဲ့အနေအထားမှာတော့ကျွန်တော် Everton ပို့ပြီးတော့ကျန်နေသမိပါတယ်ဂိုးပေါင်းမှာဆော့ကျင်တဲ့ညီကိုတွေကတော့ဒီပွဲစဉ်မှာတော့ဂိုးပေါင်းထက်ဆိုင်တော့ Everton ပေါ်တွေကပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဗျနောက်ပွဲစဉ်တစ်ပွဲကတော့ကျွန်တော် Leicester နဲ့ Southampton နဲ့နှစ်သင်းလုံးကတော့ကျွန်တော်တန်းဆင်းသွားပြီဘာမှလည်းကျွန်တော်တို့ဒီအခုပွဲစဉ်ကစားရတာပေါ့နော်ဂုံသေးတစ်ခါတစ်ခုတည်းအတွက်ရတာကစားတော့မဲ့အနေထားမှာတော့ Leicester ရော Southampton ရောဒီပွဲစဉ်မှာကျွန်တော်ကတော့အိမ်ကွင်းမှာကစားရမဲ့ Leicester ကိုတော့နည်းနည်းလေးပို့ပြီးတော့အကြိုက်တွေ့မိတယ်သူတန်းဆင်းသွားသည့်တိုင်အောင်ပေါ့နော် Ruben Nesterrai အနေနဲ့တော့သူတို့ရဲ့ဂုံသေးခါပိုင်းအရအိမ်ကွင်းမှာရှင်မြန်ကစားရမဲ့ဒီဇယားအောက်ဆုံးက Southampton နဲ့ပွဲစဉ်ကိုတော့နည်းနည်းလေးတော့သူတို့တေချာလေးအောင်စိုက်ပြီးတော့ပို့ပြီးတော့ကစားမဲ့အနေထားလေးမှာကျွန်တော်မြင်ရတယ်ပြီးတော့လက်ရှိLeicester တင်းရဲ့တိုက်စစ်ပိုင်းကကျွန်တော်တွင်းကိုတွေအနေငယ်ရဖို့ရုန်းကန်နေရတယ်ဆိုပေမဲ့ဒီပွဲစဉ်မှာတော့အိမ်ဝင်းမှာအကောင်းဆုံးကျွန်တော်ရှင်မြန်ကစားပြီးတော့ဗောနော်အိမ်ဝင်းရလက်ကောင်းတစ်ခုကိုရရှိနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒီပွဲစဉ်မှာတော့ကျွန်တော် Leicester အသင်းကိုကြိုက်နေသမိပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Arsenal နဲ့ Bournemouth ဒီပွဲကတော့ပုံမှန်တိုင်းဆိုရင်တော့ကျွန်တော်ဒီ Arsenal ကအိမ်ဝင်းမှာအသာစီးမရစရာမရှိတဲ့အကြောင်းအရာတစ်ခုတော့ရှိရပါတော့။ဒါပေမဲ့ဒီအခုလက်ရှိထင် Arsenal ကဒီပွဲစဉ်နဲ့ဆိုင်နောက်လာမဲ့ PSG နဲ့ကျွန်တော်ဒီအဝေးကွင်းမှာတောင်းရှင်မြန်ရမယ် Champions League Semi Final ဒုတိယကြော်ပို့ပြီးတော့အောင်ဆက်ရမယ်။ဘုံမောက်ကလည်းသူတို့မှာဥရောပဝင်ဝင်မျှော်လင့်ချက်အတွက်ရေးရေးလေးတော့ရှိနေတယ်ဆိုတဲ့အနေအထားမှာတော့ဒီပွဲစဉ်မှာသူတို့ကတော့ပုံမှန် Premier League ပွဲကောင်းတစ်ပွဲအတိုင်းပဲအဓိကစားသမားအစုံလေးနဲ့ပြင်ဆင်ပြီးတော့ကစားလာဖို့ရှိမဲ့အနေအထားမှာ Arsenal ဘက်ကကျတော့ဒီပွဲစဉ်မှာသူတို့အသင်းအဓိကကစားသမားတော်တော်များများအနားပေးပြီးတော့ကစားရမယ်
အဲ့လိုအဓိကကစားသမားနားပေးခြင်းတယ်ဆိုရင်တော့17ယောက်လုံးနားပေးလို့မရတဲ့အနေအထားမှာအာဆင်နယ်အသင်းကြုံတွေ့နေရတယ်အဓိကတော့ကန်စစ်တန်ဆန်နာဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီကန်စစ်အတွင်းလူနေရာမှာဆလီဘာနဲ့ကီဗီရောပဲရှိမယ်ကလာဖီယိုရီရောဒန်ရရနေတယ်ဂါဘရီယယ်လည်းဒန်ရရနေဆိုတဲ့အနေအထားမှာအကဲဘန်ဝိုက်ကိုကျွန်တော်ဒီအတွင်းထဲမှာဝင်ကစားခိုင်းမယ်ဆိုရင်တော့ဆန်နာဘက်အတွင်းထဲမှာဝင်ကစားခိုင်းမယ်ဆိုရင်တော့ right back မှာတင်ပါဆက်ပြီးကစားရမယ်ဆိုတဲ့အနေအထားမှာသူတို့မှာနည်းနည်းလေးပေါ့နော်ကန်စစ်တန်မှာအပြောင်းလဲလုပ်ချင်တော့ဘယ်ဘက်ချမ်းအတွက်ကျွန်တော်ဒီတီယာနေတို့စီချင်ကိုတို့သုံးတာတော့ဒါမှနောက်ဆုံးသုံးနေတယ်ဆိုရင်ဘန်ဝိုင်းနဲ့တီယာနေနဲ့ကန်စစ်အတွင်းနဲ့စီချင်ကိုလက်ဘက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးသုံးလို့ရမယ်အကဲကီဝီရောဆလီဘာရောအနားပေးနေတယ်ဆိုရင်ပေါ့ညာဘက်ချမ်းမှာဆိုရင်တော့အကဲဒါမှမဟုတ်ကီဝီရောနဲ့ဆလီဘာတွေကတယောက်ကစားမယ်ကီဝီရောဆက်ပြီးသုံးမယ်တစ်ဖက်ကကျွန်တော်တို့ဒီဘက်မှာဘန်ဝိုက်ကိုသုံးကျင်တယ်ဆိုရင်တင်ပါအနားပေးလို့ရမယ်အဲ့လိုပေါ့ကျွန်တော်ပြောချင်တာအာဆင်နယ်အနေနဲ့အနားပေးကျင်တယ်ဆိုတော့17ယောက်လုံးအနားပေးဖို့ဆိုရင်တော့သူတို့လူငယ်အကယ်ဒမီအသင်းကစားသမားတွေပါခေါ်ပြီးသုံးမရမယ်ဆိုတဲ့အနေအထားမှာကစားသမားအချို့ကတော့4-5ယောက်လောက်ကတော့အသင်းရဲ့အဓိကကစားသမားအချို့တော့ဒီပွဲမှာပြန်ပြီးကစားဖို့ရှို့မယ်ကွင်းလယ်မှာဆိုရင်တော့ကျွန်တော်ဒီ Thomas Partey ပြီးခဲ့တဲ့ပွဲမှာအနီးကပြစ်ဒဏ်ကြောင့် PSG နဲ့ပွဲမှာပါဝင်နိုင်တဲ့အတွက်ကြောင့်ပွဲပဲပြစ်ဒဏ်ကြောင့်ပေါ့နော်အနီးကပြစ်ဒဏ်ဆိုတာနှုတ်ဝါထိထားတဲ့အတွက်ကြောင့်တပွဲပဲပြစ်ဒဏ်ကြောင့် PSG နဲ့ပထမကြောင့်ပါဝင်နိုင်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာတော့ပါတီအနေနဲ့ပြန်ပြီးတော့အသင်းရဲ့လူစင်းမှာပြန်ပါလာဖို့ရှိမယ်ဂျားရဲ့ထဲမှာလည်းအနားရနေရဆိုတော့အဲ့တော့ Declan Rice နဲ့ Odegaard တွေကတော့တယောက်ရောက်တော့ပြန်ပြီးတော့အနားဖို့ရှိပါလိမ့်မယ်ဂျော်ဂျင်ဟွာလည်းဒဏ်ကြောင့်လွဲချော်နေမယ်အနေအထားမှာမီကီမီဝီနိုတာကျွန်တော်ဒီကွင်းလယ်ကိုပြန်ပြီးစင်းကစားမယ်ဆိုတော့တိုက်စစ်ပိုင်းမှာတော့ဒီပွဲစဉ်မှာ Ryan Sterling တို့ပြီးတော့ Nonnery တို့ကိုပြန်ပြီးတွေ့လာဖို့ရှိတယ်။ Saka Martinelli Trossard တွေကလည်းအနည်းဆုံးတော့1ယောက်လောက်ကိုတော့အနားပေးမယ်။ဖြစ်နိုင်ရင်တော့2ယောက်လောက်အနားပေးမယ်ဆိုတဲ့အနေအထားမှာတော့ Arsenal ရဲ့လူစင်းကဘုံမော့ထက်ဆိုင်တော့နည်းနည်းလေးတော့အင်အားရော့ကျသွားဖို့ရှိတယ်။ဘုံမော့တော့တစ်ဖက်ကကျွန်တော်ဒီတိုက်စစ်ကစားသမား Evanescence United နဲ့ပွဲမှာအနီးကထိသွားတဲ့ဖြစ်ကြောင်းမို့ဒီပွဲစဉ်မှာပါဝင်မှုမရှိဘူး။အဲ့တော့တိုက်စစ်ပိုင်းမှာနည်းနည်းလေးအပြောင်းလဲလုပ်လာဖို့ရှိမယ်။အဲ့တော့တိုက်စစ်ပိုင်းမှာကျွန်တော်တို့ David Bro တို့ဘာလို့ပြန်ပြီးတွေ့ရမလားပေါ့နော်။အကယ် Autorada Center Forward နေရာဝင်ကစားမယ်ဆိုရင်ဒါမှမဟုတ် Autorada Center Forward မဟုတ်ဘဲနဲ့သူ့ရဲ့ဝင်းမှာပဲကစားမယ်ဆိုတော့တက်စစ်ပိုင်းမှာ Jefferson တို့ဘာကိုတွေ့ရအောင်တွေ့ရနိုင်တယ်။အဲ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ Arsenal နဲ့ဘုံမောင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီပွဲစဉ်မှာ Asian Arsenal နဲ့ဆိုင်တော့အဲ့တဲ့ဘုံမောင်းဘာဖီယာမှလည်းမရှိသလိုသူတို့အသင်းအဓိကလူစင်အပြည့်စုံသုံးရမယ်ဘုံမောင်းကိုတော့ပို့ပြီးတော့ကြံ့နေတတ်မိတယ်။တွင်းကိုအနေထားနဲ့ဆိုတော့နှစ်ဖက်အသင်းတွင်းကိုအများကြီးတွေ့ရမယ်ပုံစံပို့လို့ကျွန်တော်မထင်မိဘူးဗျ။အဓိကတော့ Arsenal ကလည်းအဓိကကစားသမားချို့ကိုနားပြီးမှာရယ်ဘုံမောင်းကတိုက်စစ်ပိုင်းစွမ်းဆောင်ရလဲနောက်ပိုင်းပွဲစဉ်3ပွဲမှာတော့သူတို့တွေကကျွန်တော်ဒီပွဲတစ်ခုနှုံးထပ်ပဲအများကြီးပုံမရနိုင်ဘူးဆိုတဲ့အနေအထားပြီးတော့သူတို့ရဲ့ခန်းစစ်ကစားပုံနဲ့ကြည်လက်မှုရှိရဆိုတဲ့အနေအထားမှာကျွန်တော်တို့ပွဲစဉ်မှာဇုံအောက်ပေါ့နော်ဘုံမောက် body နဲ့ကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်ပါတယ်ဗျအဲ့တော့ဒီဗီဒီယိုလေးရောက်ဒီနေ့ညမှာကျွန်တော်ရှင်မြန်ကစားမဲ့ Premier League ပွဲစဉ်၄ပွဲပွဲရုပ်သုံးသက်ချက်လေးကိုကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့အကြိုက်လေးလည်းရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဗျနေ့ဖြန်ညကြရင်လည်းရှင်မြန်ကစားဖို့ရှိတယ်ပေါ့နော် Premier League ပွဲစဉ်တွေရဲ့ပွဲရုပ်သုံးသက်ချက်လေးတွေကျွန်တော်ရဲ့ comment ချက်လေးတွေကျွန်တော်ရဲ့အကြိုက်လေးတွေတင်ပေးဦးပါမှာကျွန်တော်ရဲ့ဒီခု YouTube channel လေးကို subscribe လေးလုပ်ပေးထားပါဒီဗီဒီယိုလေးကိုလည်း react ပေးလို့ရညီကိုလေးအဆင်ပြေညီကိုရှိရင်ကျွန်တော်ကိုညီမလေးထောင်ပေးသွားကြပါဦးဗျာနော်အားလုံးပဲကျေးဇူးအများကြီးတင်ပါဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ